Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထိတ်ရဲ့လုံးဝ special day ပေါ့နော်ထိတ်ခုနေရဲ့ညကို YouTube ကနေပြီးတော့ထိတ်အရန်လိုချင်နေခဲ့တဲ့ silver button လေးပို့လာပါပြီဆိုတော့ထိတ်နဲ့တူတူဒီဗီဒီယိုမှာ unboxing လုပ်မယ်ပြီးရင်ဒီဟာကိုဘယ်လိုရခဲ့လဲဆိုတာကိုထိတ်ပြောပြမယ်သူတချို့ tips လေးပြောပြမယ်ပေါ့နော်အရင်ဆုံးခုကြည့်ရှုနေတဲ့လူအားလုံးပြီးရင်ထိတ်ရဲ့ဒီ channel ကို subscribe လုပ်ထားတဲ့လူတယောက်ချင်းစီတောင်ထိတ်ကျေးဇူးတင်ပါတယ်အကုန်လုံးရဲ့အားပေးမှုကြောင့်ထိတ်ဒီကိုရောက်ခဲ့တာပေါ့နော်ဆိုတော့အကုန်လုံးနဲ့တူတူ unboxing လုပ်ချင်လို့ဒီဗီဒီယိုလေးရိုက်လိုက်တာပါ okay ဆိုတော့ unboxing လုပ်ကြမယ်ဆိုတော့ထိတ်တိတ်ကတော့ကြိုခွာထားပြီဖွင့်ဝင်ခြင်းမှာဖော့အမဲလေးပါတယ်ဖယ်လိုက်တဲ့ခါမှာထိတ်ဆုံးမှာကတ်ကလေးက congratulations on your subscriber milestone ဆိုပြီးတော့ရေးထားပါနော် We are honored to take part in recognizing your achievement and want your experience to be exceptional. This award was inspired and packaged with great care by Rick. ဆိုတော့ဒီ package ကိုလူတယောက်က Rick ကတေချာလေးလုပ်ပေးထားတယ်လို့ဆိုတော့ပါနော် If your award was damaged during shipping or if you have any questions, please contact us at blah 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 email ပေါ့နော်ဆိုတော့အကယ်၍ထည့်ရုပ်ပို့တဲ့အချိန်မှာပျက်စီးနေလို့ရှိရင်တော့တို့ပြန်ပြောပြီးတော့အစ်ပြန်ပို့မဲ့ပုံစံရှိတယ်ဆိုတော့ကလေးပါပြီးနောက်တစ်ကက်ကတော့ဒီမှာထည့်ရုပ် congratulations လုပ်ထားတဲ့ဟာလေးပေါ့နော်နင်we are proud to honor you ဘာညာခွကွာဆိုပြီးတော့ဒါ YouTube CEO ကလက်မှတ်ထိုးပြီးတော့ကလေးပါပါတယ်ကလေးဖဲနောက်ဆုံးမှာတော့ plastic လေးနဲ့ထိတ်လိုချင်နေတဲ့ silver button လေးလာပါပြီဆိုတော့ unboxing လုပ်ပြီတာဆိုတော့ဒီကောင်လေးက feeling ကနည်းနည်းလေးပင်ရှိရယ်တချို့တွေပြောကွာဟိုနောက်ပိုင်းမှာ plastic ရုပ်ကြီးလို့ပဲပေါ့ပေါ့ရွှွှွနဲ့အပေါ်စားလို့ feeling ရတယ်လို့ပြောကြတယ်ဒါပေမဲ့ထိတ်ဒီမှာအခုရတော့အဲ့လို feeling မရအောင်လေးပင်ရှိရယ်ပြီးတော့ဒါ aluminum frame ပေါ့နော်ဘေးနားလည်း aluminum လေးပဲso quality လေးကတော့တွက်နေတူစင်ပြေတယ်ပြီးတော့အနောက်မှာကချိတ်ဖို့ဒီလိုမျိုးအကြိုင်လေးပါတယ်ပေါ့နော်အကြိုင်တစ်ခုပါတယ်ပြီးဒီအနောက်ကပြင်ကြီးကဂရီပါလေးဆိုတော့မိုက်ပါတယ်တန်လေးနားထောင်ကြည့်ပေါ့နော်အဲ့ဆိုမက်တယ်ကမှန်းလို့ရအောင် okay ပြီးနောက်ဆုံးကတော့ကတ်ကလေးပါတယ်သူက recognize your team နဲ့ဆိုတော့ तू ကလေဒီထိတ်တို့ channel တွေ100k ပြည့်သွားပြီဆိုလို့ရှိရင်ဒီထိတ်တို့ channel အနောက်က team ကိုပါ recognize လုပ်ချင်သူတို့ပေးချင်မှားလို့ရတယ်ဆိုတော့ပေါ့နော်ဒါပေမဲ့လူတကာတော့မှားလို့မရဘူး 100k ပြည့်တဲ့ channel ကပဲမှားလို့ရတယ်သူတို့တခုခုတော့ဒါစစ်ဆေးရတော့ရှိမှာပေါ့နော်သူတို့ထိတ်တို့ဒီ 100k ပြည့်ပြီးသား channel ဆိုလို့ရှိရင်တော့တစ်ခုတည်းမဟုတ်ဘဲနဲ့နောက်ထပ်ပြီးတော့ extra 2ခု3ခုမှားကြလားနာမည်တက်ပြီးမှားကြလားမှားလို့ရတယ်ပတ်စံပေးရင်ရောက်လာမှာကွာသူကအဲ့လိုဝယ်လို့ရတဲ့ဘောပေါ့နော်ဒါပေမဲ့ 100k မပြည့်ဘဲနဲ့တော့ဝယ်လို့ပဲရမယ်ပေါ့နော်အတူတော့ဆိုတော့အဲ့လိုမှားလို့ရတယ်သူတို့စီမှာပတ်စံပေးရုံနဲ့ဒီ email မှာသွားပြီးတော့ဝယ်လို့ရတယ်ဆိုပြီးရေးထားတာပေါ့နော်နောက်ဆုံးကတော့ super dry ရေငွေ့စုပ်တဲ့အထုပ်လေးထည့်ပေးထားတယ်ဒါပါပဲအဲ့တော့ဒီတိုင်းပဲကြားရအခန့်ကတ်လေးပါ okay ဆိုတော့ထိတ်ပြမယ်ဒီကောင်ကလေထိတ်တို့ 100k ပြည့်ရတယ်အလိုရောက်လာတော့မဟုတ်ဘူးတချို့ပုံမှန်ဆိုလို့ရှိရင် 100k ပြည့်ရင် तू ကခဏစစ်ဆေးပေးရနဲ့တက်မလား bot တီလားဘာညာစစ်ဆေးပေးရနဲ့ကိုယ့်ရဲ့ email ကိုကုတ်ကလေးတစ်ခုပို့လာတယ်အဲ့ကုတ်ကလေးကိုအဲ့ email မှာပဲ link ပါပေးတာအဲ့ link မှာဖြည့်လိုက်တာနဲ့ तू ကဒါ shopping ရဲ့ check out page ရောက်တယ်လို့ရောက်သွားအဲ့မှာကိုကတခါတည်းကိုပို့ရမယ့်လိပ်စာကိုဖြည့်ရတယ်ပြီးရင်ကိုယ့်ရဲ့ဒီပေါ်မှာထိုးရင်တဲ့နာမည်ရစဖြည့်ရတယ်ဆိုတော့ထိတ်ရုပ်ခုလက်တလုံးမှာထားတဲ့ channel နာမည်ကြီး quality ထွက်လာမျိုးမဟုတ်ဘူးထိတ်ကွက်ကိုရှေ့ကထိတ်ဝင်ကိုဖြုတ်ပြီးတော့ထိတ် channel လေးပဲပါခြင်းနဲ့ဆိုလဲရတယ်ကိုဖြည့်တဲ့အတိုင်းသူကပို့လာမှာအဲ့လိုမျိုးပြီးတော့မှ check out နှိပ်ပြီးတော့ဒါ check out နှိပ်လိုက်လို့ရှိရင်ပြီးသွားပြီပေါ့နော်$0နဲ့တော့နောက်ထပ်2ပတ်လောက်တချို့လည်းတစ်လကြာမှမသိဘူးနော်ထိတ်ရုပ်ကတော့တစ်ပတ်2ပတ်ပဲကြာပို့လာပေါ့နော်အဲ့တော့ကို team အတွက်ပါနောက်ထပ် extra မှာရင်ကြပတ်စံပေးရင်ပို့ပြီးတယ်တော့မှားတာတော့အဲ့လိုဒါပေမဲ့လေခုနောက်ပိုင်းအဲ့လိုထိတ် channel တောင်မှကွာထိတ်ဒီထိုင်းမှနေနေရဆိုတော့ခုဆို2နှစ်ပြည့်တော့မှာကွာအဲ့ဒါတော့မှသူကလေမြန်မာနိုင်ငံရောက်မလို့
မပို့သေးရပါဆိုပြီးလောက်တာထိတ်ရဘာလို့ကုတ်ကမြောက်သေးရလည်းမသိဘူးဆိုမစောင့်နိုင်တာနဲ့ customer service နဲ့ live chat တွေလုပ်ရတယ် email တွေပို့ရတယ်ပြန်လည်ပြောရတာပေါ့နော်တက်တည်ပြရပါတော့မဟုတ်ဘူးငါဒီမှာထိုင်းမှာနေနေတာခုဆိုရင်2နှစ်တောင်ပြည့်တော့မှာပါညာပြောတော့မှာနင်တို့ proof of address ဆိုလဲငါ proof ပြနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တော့မှသူက okay ဆိုပြီးတော့ထိတ်ကိုပို့ပေးလာတော့ထိုင်းနဲ့တူတူ 100k ပြည့်တဲ့ channel တစ်ခုရှိရဲသူတို့ကမြန်မာနိုင်ငံမှာနေနေတာပေါ့နော်ဒါပေမဲ့သူတို့လည်းပြောရပဲကွာသူတို့ထိုင်းမှာနေနေတယ်ထိုင်းလိပ်စာလည်းပေးနိုင်တယ်ပြောရဒါပေမဲ့နေလန်းထားတော့မှခုလို့ပြောရရင်ပို့ပေးမယ်လည်းမပြောသေးဘူးငါတို့ပြန်ပြီး reply ပြန်မယ်ဆိုပြီးတော့ဒီတိုင်းထားတယ်ပေါ့နော်ရတော့ရမယ်ထင်ပါတယ်အဲ့လောက်ထိ YouTube ကဟာတွေကလေ Facebook လောက်မရစ်ဘူးကောင်းတယ် supporting ကလည်းတကယ်ကောင်းတယ်ဆိုတော့ရမှာပါပေါ့နော်ဆိုတော့အဲ့လိုမျိုးတက်ရှောက်ရပါတယ်ဆိုတော့အမောင်းသိန်းလေးလည်းပြီးထိတ်ဒါပြောပြတဲ့ sharing လေးလည်းပြီးပြီဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ် see you in next video bye bye